ခြေထိုးတက်အောင်ခြေခံလေးတွေတင်ပေးမယ်ဆိုပြီးတော့ပြောပြထားလို့ပါเนาะဒါကြောင့်မလို့ဒီအခြေခံလေးတွေလိုက်ထိုးလို့ရအောင်လိုက်ထိုးလို့လည်းအဆင်ပြေအောင်လို့ဆိုပြီးတော့ဒီခြေကိုင်းနီးအကိုင်းနီးလေးရဲ့ဖွန်မီထိုးနီးလေးရဲ့ကိုအခြေခံကနေရင်ဆုံးစတင်ပေးသွားမယ်ပေါ့เนาะကဲလို့စိတ်ပါတဲ့သူစိတ်ဝင်စားတဲ့သူရှိရင်လည်းလိုက်ပြီးတော့ထိုးလို့အဆင်ပြေအောင်လို့ပါเนาะဒါကြောင့်မလို့ဒီခြေထိုးနီးအခြေခံလေးတွေကိုလေးလာလို့ရအောင်စအောင်ဆုံးထိုးပြပေးမယ်ပေါ့เนาะကနောက်ဆုံးပါလိုအပ်မလဲဆိုလို့ရှိရင်ဒီမှာသူ့ကိုဒီလိုခြေလေးလိုမယ်ခြေလေးတစ်လုံးခြေစထိုးမယ်စပြီးတော့ခြေထိုးလေးကျင်မယ်စထိုးမယ်ဆိုလို့ရှိရင်ဘာရင်းနီးမှအများကြီးမလိုဘူးဒီလိုခြေလေးတစ်လုံးပဲလိုမယ်ပြီးရင် 2.5 လို့မဝယ်တတ်ရင်ဆိုင်မှာပြောဝယ်လို့ရတယ်ခုမှစထိုးမှတူလို့ပြောပါเนาะ 2.5 လို့ပြောပါအနံပါတ်ကိုဒီလိုလေးနဲ့စမ်းပြီးတော့လေ့ကျင့်ပြီးတော့ပါထိုးပါเนาะပြီးတော့ဒီ pipeline เนาะနွားတစ်စိမ့်နဲ့ pipeline လေးနဲ့ဘာရှိပဲဖြစ်ဖြစ်ဒါပေမဲ့ထင်းသားမြင်သားထိုးလို့ကောင်းအောင်လို့ကိုကအယောင်လေးရွေးပြီးတော့မှဝယ်ထားပေါ့နော်စောင်းထားပေါ့နော်ဒါဆိုဒီလိုခြေလုံးလေးတစ်လုံးနဲ့ဒီလိုအက်ကလေးတစ်ချောင်းနဲ့ဆိုရင်ကိုပဲဒီခြေတိုးနီးလေးတွေလေးကျင့်လို့ရပြီပေါ့နော်ဒါအက်ကလေးနဲ့ဒီခြေလေးနဲ့ဆိုရင်ကိုပဲရပြီဒါကြောင့်မို့လို့အခုဒီဗီဒီယိုမှာခြေကိုင်းနီးရဲ့ခြေကိုင်းနီးအကိုင်းနီးရဲ့တင်ပေးသွားမယ်ပြီးလို့ရှိရင်ဖွန်မီတိုးနီးလေးပါတင်ပေးသွားမှာပေါ့နော်ဒါကြောင့်မို့လို့လေးလာခြင်းတဲ့သူတွေရှိရင်လည်းလေးလာလို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်ပထမအဆင့်အနေနဲ့ခြေကိုင်းနီးအကိုင်းနီးတင်ပေးမယ်နော်ကဲဒါဆိုလို့ရှိရင်ဒီမဲ့ဒီ pipeline လေးနဲ့ဒီ 2.5 x နံပါတ်ကလေးနဲ့စပြီးတော့မှခြေကိုင်းနီးအကိုင်းနီးပြမယ်เนาะခြေကိုကိုင်းမယ်ဆိုရင်ကဲလို့နားမလည်ဘူးဆိုရင်ထပ်ခါပဲဒီဗီဒီယိုကောလေးကိုကြည့်ပါเนาะဒါဆိုရင်ခြေစပြီးတော့မှကိုင်းမယ်ဆိုလို့ရှိရင်နားလေးဒီလိုမျိုးကွင်းလေးလှုပ်လိုက်ပါเนาะဒီလိုမျိုးကွင်းလေးလှုပ်မယ်ရင်စုံကွင်းလေးလုပ်မယ်เนาะဒီလိုမျိုးကွင်းလေးလုပ်လို့ရတယ်เนาะကွင်းလေးလုပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာရှီကိုဒီလိုမျိုးလေးဒီလိုထည့်မယ်เนาะဒီလိုထည့်မယ်ဒီလိုကင်မယ်ကင်ပြီးလို့ရှိရင်ဒီလိုလေးကင်မယ်เนาะဒီလိုလေးเนาะဒီလက်တန်းကနေပြီးတော့ဒီလက်ထိတ်ကနေဒီလက်ခလဲမှာပေါ့เนาะဒီလိုလေးကင်ရမယ်ပေါ့เนาะဒါဆိုရင်ဖုန်မီလေးစပြီးတော့မှထိုးတော့မယ်ပေါ့နော်ရှီကိုကြစ်ကြီးမယူပါနဲ့เนาะနည်းနည်းဖွာထိုးပါเนาะဒါဆိုရင်ဒီလိုလေးထိုးပေါ့เนาะဒီလိုလေးအောက်ကဒါလေးစလေးကိုကင်ထားပြီးတော့မှဒီလိုလေးထိုးသွားပါเนาะဒါဆိုရင်ဒါဖုန်မီထိုးတာပေါ့เนาะဖုန်မီထိုးတာပါရှီကိုင်နီးအကိုင်နားမလဲဘူးဆိုရင်ထပ်ခါကြည့်ပြီးတော့မှလေ့လာလို့ရပါတယ်เนาะဒါဆိုရင်ဒါဖုန်မီထိုးတဲ့နည်းလေးပါเนาะဒါဖုန်မီထိုးတာပဲဖြစ်ပါတယ်